မင်္ဂလာပါမမ ဒီလိုပါ စပင်းကဘယ်လိုပုံစံလေးလုပ်မလဲ ညက်ပြီးတော့လေဟာပြပြအလင်းဖြစ်ချင်တာ ဘဝလေးဖြစ်ချင်တာ ဖြစ်ချင် ခုနကဒါတော့အကြမ်းညက်ချထားပါတော့ခုနစပင်းကလောက်တော့ရှိတယ်ညက်ပြီးတော့မှအရင်ခုကအရင်တော့လောက်ထားတယ်နည်းနည်းတော့ကြာပြီနော်ကြာတော့ကြာပြီဆိုတော့ခုကတော်တော်ဖောင်းနေအရင်မှအဲ့တော့တက်ရက်လေးဖြစ်သွားအောင်စပင်းလည်းဘောင်းလေးလောက်မယ်ဟုတ်နော်ကာလာတော့မကြိုက်ဘူးအမဲပဲကြိုက်တယ်ဟုတ်အဲ့ဒါလို့ရှိရင်တော့ဘောင်းလေးပဲလောက်ပြီးတော့ပြောင်းလဲသွားအောင်လုပ်မယ်နော်ဟုတ် ချိန်တွေတိုင်းပြောရင်တာဒီဟာငါရလာမင်းစင်လာကျင်နာမေးတဲ့ဝုံပြပဲတောင်းတနေခဲ့မိယာဟိုးအိမ်မတိုင်းမရောက်လာတကယ်ပြန်လို့ခဲ့ဘူးတာရောက်ပါငါလေးဒီစဖို့ကြိုးစားခဲ့သူပါခက်ထက်နဲ့စကားတွေပဲငါနားတွေတဲ့ခုချားနေလေငါစိတ်ထဲမှာမုန်းပဲမင်းမျက်ဝန်းတွေထဲငါဟာရှုံးပဲ